အားလုံးပဲမင်္ဂလာပါနီကိုကတော့ Miss Grand Roblox မြန်မာ2025ပြိုင်ပွဲကြီးမှာမှုနဒီကျော်စထရနမင်နဲ့မန်ကလေးမျိုးကို represented လုပ်နေရဖြစ်ပါတယ်ဒီကနေ့ရဲ့နီကိုရဲ့ project လေးရဲ့နာမည်ကတော့ Unities Against Bullying လို့အမည်ရပါတယ်နီကိုရိုလူသားတွေကဒီကဘာပေါ်မှာပေါ့နော်အတူတကွရှစ်တန်နေကြရဲသရဝါတွေဖြစ်ကြရဲအဲ့တော့လူတယောက်ချင်းစီတိုင်းမှာလဲစိတ်ခံစားချက်တွေကမတူညီဘဲနဲ့အမျိုးမျိုးရှိရယ်စိတ်ခံစားချက်တွေမတူတဲ့အကြောင်းတွေကလည်းအများကြီးရှိပါတယ်နေထိုင်ပောက်ဖွားနေတဲ့ဒီပဝင်းကျင်နေနဲ့လဲဒီစိတ်ခံစားချက်တွေမတူညီတာကအများကြီးသက်ဆိုင်မှုရှိရယ်ပေါ့နော်ဒီလိုမတူညီရဲ့စိတ်ခံစားချက်တွေအကြောင်းမလို့နီကိုရိုအနိုင်ကျင့်မှုတွေဖြစ်ပေါ်လာတဲ့ဆိုတာကိုလဲနီကိုရိုသုံးသပ်လို့ရပါတယ်အနိုင်ကျင့်ခြင်းနေဆိုတာကနီကိုတို့သူတပားကိုနာကျင်အောင်ပေါ့နော်ရည်ရွယ်ချက်ရှိစွာနဲ့ပြုမှုတယ်လို့နီကိုတို့အလွယ်မှတ်ယူလို့ရပါတယ် bullying လို့ခေါ်တဲ့အနိုင်ကျင့်ခြင်းတွေကယခုနောက်ပိုင်းတွေဖြစ်တဲ့ generation Z တွေမှာပိုပြီးဖြစ်လာတဲ့ဆိုတာကိုလည်းနီကိုတို့တွေ့မြင်မှာဖြစ်ပါတယ်နီကိုအထင်ကတော့အနိုင်ကျင့်ခြင်းတွေဟာကြောင်းတွေအိမ်တွေအလုပ်ခွင်တွေနဲ့ social media တွေပေါ်မှာဖြစ်နေတယ်လို့နီကိုကတော့ထင်မြင်ပါတယ်အနိုင်ကျင့်ခြင်းတွေကအမျိုးအစားတွေများစွာရှိရပေါ့နော်အဲ့ဒီမှာနီကိုအဖြစ်များဆုံးအနိုင်ကျင့်ခြင်းတွေကိုပြပါမယ်အဲ့ဒါတွေကတော့ physical bullying verbal bullying cyber bullying racial bullying sexual bullying disability bullying စသည်ကိုဖြစ်ပါတယ်ပေါ့နော်ဒီနီကိုကတော့ပေါ့နော်ဒီအနိုင်ကျင့်ခံရတဲ့သူတွေအနိုင်ကျင့်နေစွာရနေလွတ်မြောက်နိုင်မှုအတွက်ဒီ project ကိုရည်ရွယ်ပြီးလုပ်ရခြင်းဖြစ်ပါတယ်အဲ့ဒါကြောင့်မလို့နီကိုကတော့အနိုင်ကျင့်ခံရတဲ့သူတွေကိုသူတို့အနိုင်ကျင့်နေစရိုက်ကနေလွတ်မြောက်နိုင်မှုအတွက်သူတို့ဘက်ကိုအထောက်အကူပြုနိုင်မဲ့ဒီကူညီနိုင်မဲ့နီလန်းတွေနဲ့နီကိုသူတို့အတက်နိုင်ဆုံးကူညီသွားပါမယ်လို့နီကိုကတော့ပြောချင်ပါတယ်လူတယောက်ကိုအနိုင်ကျင့်လိုက်တာကိုယ့်အတွက်ဘာအကျိုးမှမရှိဘူးဆိုတာကိုလည်းအနိုင်ကျင့်တဲ့သူတွေသိဖို့အတွက်နီကိုကတော့ပြောချင်ပါတယ်လက်တွေ့ကြကူညီနိုင်မဲ့နီလန်းတွေနဲ့အကူအညီလိုအပ်နေတဲ့သူတွေကိုနီကိုတို့တူတယောက်ချင်းစီလုံးလုံးနဲ့ကူညီပေးမယ်ဆိုလို့ရှိရင်တော့ဒီအနိုင်ကျင့်နေစရာယူတိုက်ဖြတ်နိုင်မယ်ဆိုတာကိုလည်းနီကိုကတော့ယုံကြည်ပါတယ်နီကိုတို့လူသားတွေကပေါ့နော်တယောက်ကိုတယောက်နှိမ်ချအပြင့်တင်နေမဲ့အစားကွာကိုယ့်ဘဝကိုပေါ့နော်အဆင်ပြေနိုင်မဲ့နီးတွေကိုလုပ်နေရကဘဝအတွက်အများကြီးတန်ဖိုးရှိတယ်လို့လည်းနီကိုကတော့ပြောချင်ပါတယ်နီကိုအတက်နိုင်ဆုံးပြုလုပ်ထားရတဲ့ဒီ project လေးကြောင့်ဒီအနိုင်ကျင့်ခံနေရတဲ့လူတွေဒီအနိုင်ကျင့်ခြင်းကနေလွတ်မြောက်သွားနိုင်မယ်လို့နီကိုကတော့မျှော်လင့်မိပါတယ်နီကိုရဲ့ project လေးဖြစ်တဲ့ Unity Against Bullying ဆိုတဲ့အတိုင်းပဲပေါ့နော်လူတိုင်းစီလုံးလုံးနဲ့ဒီအနိုင်ကျင့်မှုကြီးကိုကြော်ဖြတ်ကြပါစို့ဆိုပြီးတော့နီကိုကတော့နောက်ဆုံးအနေနဲ့ပြောချင်ပါတယ်ကျေးဇူးအများကြီးတင်ပါတယ်ရှင်